ကဲညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တွေကဒေါမော်အသင်းနဲ့ဝါရာဘီမင်အသင်းတို့ရဲ့ပွဲစဉ်လေးကိုဒါကျွန်တော်ပွဲကြို30ချက်လေးပြောသွားပေးခြင်းနဲ့ဒီပွဲကတော့ဒါဒေါမော်ရဲ့အိမ်ကွင်းမှာဒီနေ့ည2နာရီမှာဒါရှင်မြိုင်ကစားသွားကြတော့မှာဖြစ်တယ်ဗျဆိုတော့ဒီပွဲမှာတော့ဒါဒေါမော်ကတလုံး65ပြားရှုံးဂိုးပေါင်းကြီးဒါ3လုံး40ရှုံးဆိုတဲ့ကြီးတန်းမျိုးဖွင့်လှစ်ပေးထားတယ်ဆိုတော့ဒေါမော်အသင်းကတော့ဒီဟာဒီအိမ်ကွင်းမှာတော်တော်လေးပုံစံကောင်းပြထားတဲ့အသင်းမျိုးဖြစ်တယ်ဗျသူ့ရဲ့အိမ်ကွင်းမှာဆိုတာတော်တော်လေးကိုဒါနိုင်ထားတယ်သူ့ရဲ့အိမ်ကွင်းမှာဆိုတာမိုချာကာလာဘတ်ကို2စီးနဲ့နိုင်ထားတယ်ဟော်ဖန်ဟိန်းကို2စီးနဲ့နိုင်ထားတယ်ပြီးတော့ဒါဗီလာရီယက်ကိုလည်းဒါ4စီးနဲ့နိုင်ထားတယ်လီဗာပူးဆင်ကိုတော့ဒါသူတို့ 0-1 ဆိုတဲ့ရလဒ်နဲ့ရှုံးနေထားတယ်ပေါ့နော်ဆိုတော့ဒေါမော်ဒီယာဒီအိမ်ကွင်းကောင်းတယ်လို့ပဲပြောရမယ်တစ်ဖက်ကဝါရာဘီမင်ကိုကြည့်မယ်ဆိုရင်ဝါရာဘီမင်ဒီယာဒီအဝေးကွင်းမှာတော်တော်လေးညံ့ထားတာကိုတွေ့ရတယ်ဗျနောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ဒါစိတ်ပေါ်ဒီနဲ့ပွဲမှာဂိုးမသွင်းနိုင်ဘူးအော့စပတ်နဲ့ပွဲမှာလည်းဒါဂိုးမသွင်းနိုင်ဘူးတော်တော်လေးကိုဒါရုပ်ပေါက်လိုက်သင်းနဲ့ပွဲဒါဂိုးမသွင်းနိုင်ဘူးဆိုတော့အသင်းကြီးနဲ့တွေ့တိုင်းဒါဝါရာဘီမင်တို့အနေနဲ့အဝေးကွင်းမှာဒါဂိုးမရဘူးဗျဆိုတော့ဒီနေ့ပွဲမှာလည်းဒါဒေါမော်ရဲ့နောက်တန်းကိုထိုးဖောက်နိုင်မယ်လို့တော့ဒါကျွန်တော်မထင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါဝါတာဘီမင်လိုမျိုးအသင်းမျိုးကဒါအဝေးကွင်းမှာဒါအသင်းကြီးတွေနဲ့တွေ့ရတိုင်းကိုဒါဂိုးရဖို့တော်တော်လေးရုန်းကန်ရတယ်။တစ်ဖက်ကဒေါမော်ကလည်းဒါအိမ်ကွင်းမှာဆိုတော်တော်လေးကိုကြစ်ကြစ်လေးလေးကစားထားနိုင်တယ်။နောက်တန်းကတော်တော်လေးကောင်းတယ်ပေါ့နော်။ဒါမိုချန်ကာလာဘတ်တို့ဘာလို့ဆိုကိုသွင်းရကောင်းတဲ့အသင်းတွေပြဒီလိုအသင်းမျိုးကိုတော့သူတို့ကပဲသွင်းပြီးတော့ဒါပေးကိုမရှိအောင်ဒါဆွတ်ဆောက်ထားနိုင်တာကတော်တော်လေးချီကျူးဖို့ကောင်းတယ်။ဒါထိတ်တဲ့တွေးဆုံမှုအရာကြည့်မယ်ဆိုရင်လည်းဒါဒေါမွန်ကတော့တာထားတယ်ဆိုပေမဲ့နောက်ဆုံး5ချိန်ကိုကြည့်မယ်ဆိုရင်ဒေါမွန်အသင်းကဒါ3ချိန်နိုင်2ချိန်ကတော့တည်ရလက်ထွက်ပေါ်ထားတယ်ဒေါမွန်အသင်းရဲ့အိမ်ကွင်းမှာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ2-2ဆိုတဲ့ရလက်မျိုးထွက်ထားတယ်ကျန်တဲ့4ပွဲလုံးကိုခြုံကြည့်မယ်ဆိုကျန်တဲ့4ပွဲလုံးကဒါ3လုံးအောက်တည်ပဲသွားထားတယ်ဗျဆိုတော့ဒီနေ့ပွဲမှာပေးထားတဲ့ကြီးတန်းက3လုံး40ရှုံးဆိုတော့တော်တော်လေးကိုဒါဂိုးပေါင်းအောက်ကိုနေစေခြင်းနဲ့သဘောလို့ဒါကျွန်တော်မြင်ထားတယ်ပေါ့နော်ကျွန်တော်ဘာကြောင့်ဒါဂိုးပေါင်းအောက်ကိုနေစေခြင်းတယ်လို့ပြောရလဲဆိုရင်ဒါဒေါမော်အိမ်ကွင်းကောင်းတယ်ဝါတာဘီမင်နဲ့ဂိုးမရအောင်ဒီလိုတွက်ထားတယ်ထိတ်ထိတ်တွေးဆုံမှုကိုသွားကြည့်မယ်ဆိုရင်လည်းနောက်ဆုံး5ချိန်ကြည့်ရင်ဒါ4ချိန်မှာ4ချိန်လုံးကဒါ3လုံးအောက်3လုံးအောက်ကိုသွားထားတယ်နောက်ဆုံး1ချိန်ပဲဒါ3လုံးအပေါ်ကိုတက်ထားတယ်ဆိုတော့ဒီပွဲကိုအားလုံးကတော့ဒါတွေးရမှာဒါ6အောက်ကိုပဲသွားဖို့များတယ်တစ်ဖက်ကဝါတာဘီမင်ဂိုးမရဘူးပါညာအဲ့လိုပဲတွေးရမယ်ဒါပေမဲ့ဒါကျွန်တော်မြင်ထားတာကြတော့ဒါကျွန်တော်ဒီပွဲမှာဝါတာဘီမင်ကောင်းကောင်းလေးဂိုးရလိမ့်မယ်ဗျဘာကြောင့်လဲဆိုတော့ဒါပေးထားတဲ့ကြီးတန်းအရာဒေါမွန်ဘော်ဒီကြီးကတလုံး60ရှုံးမဲ့ထားလိုက်တော့နော်တလုံး65ဆိုတော့တလုံး60ရှုံးဒါဂိုးပေါင်းကြီး3လုံး40ရှုံးဆိုတော့ကျင်းသေးပေါက်ဒါဝါတာဘီမင်တကိုးရအောင်ရရမယ်ဒါကျွန်တော်တွက်ထားတယ်ဒေါမွန်ကလည်းဂိုးရမယ်ဆိုတော့ဒါကျွန်တော်တို့ဒီပွဲကအနှိမ့်ဆုံးဒါ3လုံးသွားတယ်ဗျဒီလိုသွားကိုသွားမဲ့အနေအထားမျိုးဖြစ်တယ်ဒါကြောင့်မို့လို့ဒါကျွန်တော်ဂိုးပေါင်းအပေါ်ကိုနေစေခြင်းနဲ့အားလုံးနဲ့ဆက်ညင်ပဲဖြစ်တယ်ဒါကျွန်တော်ဂိုးပေါင်းအပေါ်ကိုနေစေခြင်းနဲ့ဝါတာဘီမင်နဲ့ဂိုးရမယ်ဒေါကမွန်လည်းဂိုးရမယ်ဘော်ဒီကတော့ကျွန်တော်တို့ရှောင်ပြီးတော့ဂိုးပေါင်းအပေါ်ကတော့အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ဒါကျွန်တော်ထင်တယ်ပေါ့နော်ဘိုကီတီကဂိုးပေါင်းအောက်ကိုနေစေခြင်းနဲ့ကျွန်တော်တို့ကဂိုးပေါ်နေလိုက်တာမမှားဘူးလို့ဒါကျွန်တော်အနေနဲ့ပြောခြင်းနဲ့ပြီးတော့ဒါဒေါမွန်တို့အနေနဲ့ဒီပွဲမှာဒါဝေးကွင်းသင်းကိုဒါဂိုးပေးရမယ်လို့လည်းကျွန်တော်မြင်ထားတယ်ဒေါမွန်2-1ဖြစ်မလား2-2ဖြစ်မလား3-1နဲ့နိုင်သွားမလားတော့ဒါကျွန်တော်မပြောတတ်ဘူးပြီးတော့ body ကြီးက1 minus 65ဆိုတော့ကျွန်တော် body ကြီးကိုလည်းတိတ်မကြိုက်ဘူးဗျဝါရာဘီမင်ကိုပဲကြိုက်တယ် body ကဂိုးပေါ်ကတော့ဒီပွဲမှာစိတ်အဖြစ်ဆုံးတာကစားမှုလို့ဒါကျွန်တော်ထင်ထားတယ်ပေါ့နော်ဆိုတော့ဒါဒီနေ့ဒါကျွန်တော်ရွေးချယ်မှုကတော့ဝါရာဘီမင် body နဲ့ဝါရာဘီမင်ဂိုးပေါ်ကတော့ညီကိုတို့အတွက်စိတ်အချဆုံးဒီနေ့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ဒါကျွန်တော်ထင်လို့ညီကိုတို့ရွေးချယ်ပေးလိုက်ပါတယ်ကဲကြည့်ရှုပြီးတဲ့ညီကိုတွေဒါအများကြီးပဲကျေးဇူးတင်တယ်ကဲဆိုမောင်ကလိုချင်တဲ့ညီကိုလေးကျွန်တော်ရဲ့ bio က link လေးကိုနှိပ်ပြီးတော့ဒါ join ပေးထားရပါအောင်ဒါကျွန်တော် channel လေးမှာဒါကျွန်တော်ပုံမှန်မောင်ကလေးတင်ပေးတယ်ပေါ့နော်ဒီညကလည်းဒါကျွန်တော်အကောင်းဆုံးမောင်ကလေးဒါကျွန်တော်ထုတ်ပေးသွားမယ်ဒါကျွန်တော်9သိန်းမောင်လောက်ထိကိုဒါကျွန်တော်တွဲပေးသွားဖို့ရှိပါတယ်ဗျဆိုတော့ body boy တွေနောက်ထပ်ရွေးချယ်ပေးမှဖြစ်လို့ဒါညီကိုအနေနဲ့ကျွန်တော် channel လေးကို join ထားမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်ဗျကဲညီကိုလေးဒီနေ့မှာတော့ဒါကျွန်တော်ဒေါမွန်ဂိုးပေါ်နဲ့ဒါဒေါမွန် body အောက်ကိုဒါကျွန်တော်ရွေးချယ်ပေးထားတယ်ညီကိုတို့အဆင်ပြေကြပါစေဗျာနောက်ရက်တွေကျရင်ဒီလိုမျိုးတပွဲကောင်းပွဲစဉ်တွေဒါကျွန်တော်တင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account follow မလုပ်ရသေးတဲ့ညီကိုတွေကတော့ follow လေးလုပ်ပေးထားပါအောင် YouTube မှာ subscribe လုပ်ရသေးတဲ့ညီကိုတွေ YouTube channel လေးကို subscribe လေးတစ်ချက်လောက်နှိပ်ပေးထားဖို့ပြောချင်ပါတယ်ဗျကဲနောက်ရက်တွေကျမှဒါကျွန်တော်တို့နောက်ထပ်တပွဲကောင်းပွဲစဉ်တွေနဲ့ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ဗျကဲညီကိုတွေအားလုံးအဆင်ပြေကြပါစေဗျ